Hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုကျွန်တော်ဘာမှမပြောတော့ဘူးဖုန်းမေးလာကြောင်ညာပြီးမှတော့ဘောချောင်ကောင်းလို့ကျင်တဲ့တွေလာချီထားတော့အဲ့ဗီဒီယိုဖိုင်လေးကိုကြော်မတွားပါနဲ့တော့ဘောချောင်ကောင်းဖုန်းလေးလာပြပေးမယ်အဲ့မှာလူချက်အများများတဲ့ S7 Pro တွေကပါเนาะ S7 Pro ကိုစီနှုန်း1000ကျော်နဲ့ရောက်ပေးပါမယ်เนาะဥဒူလာယူလိုက်တော့တစ်လုံးတည်းရှိမယ်1699ဥဒူလာယူเนาะအဲ့မှာအကုန်လုံးကောင်း all fine ပိုင်းအကုန်လုံးเนาะကျမလေးဆိုရင်အရန်လေးကိုမိုက်ပါအအောင်ဆိုရင်ဒီတစ်လုံးတည်းပဲရှိပါမယ်เนาะပြီးတော့တစ်လုံးကျတော့အဲ့မှာ Vivo F90 ထဲကပေါ့เนาะဒီရောက်လေးပေါ်6ကောင်းနဲ့ပေးပါမယ်เนาะစိန်လုံး1000ပပလေးနေရပါမယ်เนาะကင်မအကောင်းစားချက်တဲ့တူတယ်ဆိုတော့ဒီရောက်လေးဆိုအရာလေးကို share မယ်ဘာမှမပြောစရာမလိုဘူးကင်မလေးဆိုရင်เนาะကင်မပိုင်းလေးပိုင်းရအောင်လို့ share မယ်เนาะလို့ရှိရင်ဆိုရင်မြန်မာဆက်တော့ခက်ပါမြန်မာ software တွေပိုင်းအကုန်လုံးထည့်ပေးပါရယ်เนาะ Google Play Store Facebook ပိုင်းအကုန် Wi-Fi ပိုင်းအကုန်လုံး PC ထည့်ပေးပါရယ်เนาะ iMo ပိုင်းအကုန်လုံးလုပ်ပေးပါရယ်เนาะလို့ရှိရင်ဆိုရင်မြန်မာဆက်တော့ခက်ပါပြီးတော့ဖုန်းနံပါတ်အောက်မှာတင်ထားပေးပါမယ်ပြီးတော့ဟိုဒီမှာဆိုရင်ကျွန်တော်ဆိုင်မှာကြည့်မယ်ဆိုရင်ဆိုင်မှာဆိုရင်တော့ဟိုမှာဒါလာရှိမှာပြပါရယ်เนาะလာမယ်ဆိုရင်ဖုန်းဆက်ခဲ့ပါမောရင်ကိုရအကောင့်ထဲမှာပြောလာခဲ့ပါเนาะအဲ့ဒါတော့လည်းကျေးဇူးပါဘိုင်လာကြအောင်เนาะ